ဒီမှာတော့ကိုကြည်တွေဘာပြင်ဆင်ထားလဲဆိုတော့ philosophy နဲ့ psychology ကိုပြင်ဆင်ထားပါတယ် philosophy ဆိုတာကတော့တသနိကပညာရဲ့ဖြစ်ပြီးတော့ psychology ဆိုတာတော့စိတ်ပညာဖြစ်ပါတယ်ဒီနှစ်ခုကတူမယောင်နဲ့ကွဲပြားပါတယ်ဟိုဘက်ကအတွေးခေါ်ကိုသင်တာဖြစ်ပြီးတော့ဒီဘက်မှာကျတော့လူရဲ့စိတ်ပညာကိုသင်ကြားဖြစ်ပါတယ်အခုကိုမိတ်ဆက်မှာတော့ philosophy ဖြစ်ပါတယ်မြန်မာလိုတော့တသနိကပေတာဖြစ်ပါတယ်ဒီမှာဘာသင်ကြားရလဲဆိုတော့ယာတပညာရဲ့သင်ကြားရမယ်ကိုချီလီယာနဲ့သက်ဆိုင်တဲ့ပညာရဲ့သင်ကြားရမယ်နိုင်ငံရေးအတွေ့အကြုံသင်ကြားရမယ်တမိုင်းတသနိကရဲ့သင်ကြားရမယ်ပြီးတော့ philosophy of X ဆိုတဲ့ဘာသာရပ်ကိုသင်ကြားရမယ် philosophy of X ဆိုတာဘာလို့ဆိုတော့အဲ့ X နေရာမှာအကုန်လုံးကိုထည့်သွင်းလို့ရတယ် philosophy of မြန်မာဆိုရင်မြန်မာစာရဲ့တသနိကကိုသင်ကြားရစသဖြင့်ပေါ့အဓိကတော့အတွေးတွေကိုသင်ကြားရဲ့ဘာသာရပ်ကတော့ philosophy ဖြစ်ပါတယ်ဒါဆိုရင်ဒီ philosophy မှာသင်ကြားရရင်ဘာပွဲရမလဲBA philosophy ပွဲကိုရမယ်၄နှစ်တိတိတည်းရမယ် honors way 9နှစ်တည်းရမယ်မဟာကတော့2နှစ်ဖြစ်ပါတယ်ဒီ philosophy နဲ့ပွဲရရင်ဘာလုပ်လို့ရမလဲဆိုတော့ဒီတက္ကသိုလ်မှာပဲကျူတာပြန်လုပ်လို့ရမယ်ပြီးတော့ဘာဆက်လုပ်လို့ရမလဲဆိုဒီ philosophy သမားရဲ့ကမ္ဘာရဲ့ဘယ်နေရာရောက်ဂုံမငယ်ပါဘူးခင်ဗျာဥပမာဆိုရင်ဒီမှာဆိုဆရာချစ်ဦးညိုကတော့ philosophy နဲ့ပွဲရတယ်သူ့ရဲ့ဝတ္ထုမှာဆိုရင်တပတ်ကြီးလိုကျန်းတန်းနဲ့ဘလူးကိုတောင်မှသူကလူတွေသနာကျင်နာလာအောင်လုပ်နိုင်တဲ့အထိဒါကတော့ philosophy ပညာရဲ့ပေါ့နော်လူရဲ့အတွေးခေါ်ပြောင်းလဲလာအောင်လုပ်နိုင်တဲ့အထိဒီ philosophy မှာအတွေးခေါ်ပညာရှိပါတယ်မြန်မာနိုင်ငံမှာတော့ philosophy ကတော့တိတ်မတွင်ကျဘူးလို့ကိုယ်ဝန်ထင်ပါတယ်ခင်ဗျာဒါပေမဲ့ကမ္ဘာကိုသွားမဲ့သူတွေအတွက်ပေါ့နိုင်ငံသားကိုထွက်မဲ့သူတွေအတွက်ဆိုရင်တော့ဒီ philosophy ကိုရွေးဖို့အတွက်ကိုယ်အကြံပြုပါတယ်နောက်ထပ်ပြောမယ့် major ကတော့ psychology ဖြစ်ပါတယ်ခင်ဗျာpsychology ကတော့စိတ်ပညာရဲ့ဖြစ်ပါတယ်ဘာသင်ကြားရလဲဆိုတော့ psychology is the scientific study of behavior and mental process လို့ပြောတဲ့အတွက်လူတွေရဲ့အတွေးအခေါ်တွေလူတွေရဲ့အမြင်မှားမှုအထင်မှားမှုလူတွေရဲ့စိတ်နဲ့ပတ်သက်တဲ့များကိုသူကအကုန်သင်ကြားရပါတယ်ဒီမှာဆို motivation နဲ့ဆိုင်တဲ့ဟာတွေ illusion အမြင်မှားမှုတွေအဲ့ဒါတွေအကုန်လုံးကိုသင်ကြားရပါတယ်ပြီးတော့ဒီ psychology မှာဆိုတော့လက်တွေ့ကြားတဲ့အကြောင်းအရာတွေလည်းသင်ကြားရတယ်ဒီ lab ခန်းထဲမှာပေါ့နော်ကိုတို့ဒီ psycho ပေါ့နော် psycho test တွေကိုလည်းစစ်ဆေးရတယ်ဒီမှာသင်ကြားရတယ်ဒါဆိုပွဲရရင်ဘာလုပ်လို့ရမလဲဆိုတော့ counseling လုပ်လို့ရမယ် counseling ဆိုတာဘာလဲဆိုတော့လူတွေရဲ့အတွေးခေါ်တွေကိုနားထောင်ပေးရမျိုးလူတွေအတွက်ဘာအကြံပြုရမျိုးလုပ်လို့ရပြီး child development သင်ရတဲ့အတွက်ဒီမှာဆို school မှာဆိုရင်ကျောင်းတွေမှာဒီစိတ်ပညာအတွက်ကိုတိကျတစ်ခါနာလုပ်ပြီးတော့ဒီကျောင်းတွေအတွက်ကိုကလေးတွေအတွက်ဘယ်လိုဟာရဘယ်လိုအထောက်အကူပြုမယ်ဆိုတော့ဆရာမတိကျပြန်လုပ်လို့ရမယ်ပြီးတော့ဒီတက္ကသိုလ်မှာလည်းကျူတာပြန်လုပ်လို့ရပါတယ်ခင်ဗျာ psychology ကတော့ကမ္ဘာရဲ့ major အကောင်းဆုံး major 10ခုထဲမှာလည်းပါဝင်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ကိုအသစ်တော့ blog ရင်းနဲ့တူပြန်လာခဲ့မယ်နောက်ထပ်တခြားသိချင်တဲ့ major ရဲ့အကြောင်းကိုသိချင်ရင်လည်းဒီမှာမေးသွားလို့ရပါတယ်ခင်ဗျာကိုသိသလောက်တော့တခြား major တွေအတွက်ကို sharing ပြန်လုပ်ပေးသွားပါမယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ